ကိုတတိထားမိပါနောက်ပြီးမှာကန္နာယုံကျမ်းလို့ဆိုတော့အကျော်ဆရာတော်ဘုရားကြီးမြတ်စွာဘုရားကိုရှင်းခိုးတယ်နမောမေဃဒေတကောမေဃဒေတကောလမ်းညွန်ဖြစ်တော်မူသောမြတ်စွာဘုရားကိုနမောရှင်းခိုးပါ၏သူဘုရားကဘယ်လိုဘုရားလဲဆိုလမ်းညွန်ဘုရားကြီးဒီလမ်းကဒုက္ခတိလမ်းမသွားကြနဲ့မလုပ်ကြနဲ့ဒီလမ်းကိုသွားရင်ဒီဒုက္ခတွေဒီတောကတွေဒီဆင်းရဲတွေလည်းကြုံကြရလိမ့်မယ်ဒီလမ်းကဒုက္ခတိလမ်းဒါတွေလုပ်ကြဒီလမ်းကိုသွားရင်ဒီရောက်ပြီးတော့ဒီချမ်းသာတွေကိုကြုံတွေ့ကြရတယ်လို့လမ်းစိုးနဲ့လမ်းကောင်းကိုညွှန်ပြပြီးတော့လမ်းစိုးကိုမသွားကြဘူးလမ်းကောင်းကိုပဲရှောင်လန်းကြဘူးလမ်းညွှန်ပုဂ္ဂိုလ်ကြီးပါပဲအဲ့ဒီလမ်းကိုရွေးတာကတော့ကိုယ်တိုင်ပဲရွေးရမှာပဲဖြစ်ပါတယ်မကောင်းတဲ့လမ်းကိုမှကြိုက်လို့သွားခြင်းပါလေဆိုရင်တော့မကောင်းတဲ့စီရောက်ကြမှာပဲကောင်းတဲ့လမ်းကိုရွေးပြီးတော့ကောင်းတဲ့လမ်းကိုသွားကြရင်တော့ကောင်းတဲ့ဌာနတွေရောက်ကြနေတယ်ဆရာဝန်ကဒါမနဲ့တောက်တဲ့စီဒါနေ့လည်းတောက်တဲ့စီဒါညတောက်တဲ့စီဒါကသမင်းမစားခင်တောက်တာသမင်းစားပြီးတောက်စားပြီးစားပြားချင်းစီအညွှန်းနေတယ်တိတိကျကျညွှန်းနေတောက်ရမှာတော့ကိုယ်လည်းတောက်ရမှာကိုမတောက်ရင်တော့ကိုပြောင်းမှာမဟုတ်ဘူးဆရာဝန်ကလာတောက်ပြီးလို့တော့ရမှာမဟုတ်ဘူးအဲ့လိုပဲ30ဘုံမှာနိဗ္ဗာန်ကိုအလိုလိုလေးနဲ့နိဗ္ဗာန်ကတော့အော်တိုမက်တစ်ရောက်မှာမဟုတ်ဘူးသွားမှာကိုရောက်မှာဘုလို့မှကိုရမှာပဲအဲ့ဒီလိုမျိုးဒါမှမဟုတ်တို့ဘုရားကမေဃဒေသကလမ်းညွန်ပုဂ္ဂိုလ်ကြီးပါပဲအဲ့တော့မြတ်စွာဘုရားနဲ့ပတ်သက်လို့ဘုရားကိုတချို့ကတန်ခတ်တာတွေလို့ဘုရားပေးသလောက်ပေါ်ဆိုတဲ့စကားကြီးပြောတာအဲ့ဒါဘုရားဘာသာတကယ်စစ်စစ်မဟုတ်ဘူးအဲ့ဒီစကားထွက်တာဘုရားဘာသာစစ်စစ်ဆိုအဲ့ဒီစကားထွက်ကိုမထွက်တော့ဘူးဘုရားပေးသလောက်ကိုအတန်ကောင်းတာဘုရားပေးလို့ကျုံကြောတာဘုရားပေးလို့အာဇီဝဥစ္စာတက်တာဘုရားဒီလိုလိုဘုရားကဘယ်လိုမှမပေးအဲ့လိုတာပေးမယ်ဆိုရင်တော့အဲ့ဒီဘုရားဆင်းရဲတဲ့လူတွေကခိုင်ဆဲနေလို့ပဲရှိတော့မှာလောကမှာဘယ်သူမှတွေးဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်မရှိဘူးနားဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်မရှိဘူးဆင်းရဲခြင်းတဲ့ပုဂ္ဂိုလ်မရှိဘူးအားလုံးအချောင်းပြင်းပြင်းတဲ့စဉ်ပြည့်ပြည့်စုံစုံပဲကြီးပဲဖြစ်ခြင်းရတဲ့ပုဂ္ဂိုလ်တွေကြီးပဲအဲ့တော့အဲ့ပုဂ္ဂိုလ်ကြီးရတာဖန်ဆင်းတဲ့ဆိုရင်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ပဲတို့ဒီဓာတ်တွေကြိုးကြတယ်ဆွေးကြတယ်ဆိုကြအောင်လည်းရှိတော့ပဲပေါ့အဲ့တော့ဘုရားကိုယ်ဝေကောင်းပါလေကြောက်စင်းလည်းကိုယ်ဝေကောင်းပါလေသိစင်းလည်းကိုယ်ဝေကောင်းပါလေအိမ်လည်းကိုယ်ဝေကောင်းပါလေအဲ့ကိုယ်အိမ်မခိုင်နာနဲ့ဒါကိုယ်ဝေကောင်းမှုဆိုပြီးတော့ချင်းမြင်းနေကြတာလည်းရှိနောက်တခါဒီပဋ္ဌာန်းတရားတော်ကြီးလူသားတွေမယုတ်ကောင်းမှုမဖတ်ကောင်းမှုလို့ကိုယ်မလုပ်နိုင်တာနဲ့ဒီကိုယ်တရားတရားမရှိတာနဲ့အဲ့လူမျိုးကြီးတွေနဲ့ပြောဆိုနေကြတဲ့အတန်လေးလည်းပဲဘုံဘုံတို့ကြားကြပါလေယုတ်ကောင်းပါလေဖတ်ကောင်းပါလေတရစိတ်ကောင်းပါလေကျွတ်နိုင်ရင်ဖတ်နိုင်တဲ့လောက်ဒီဘဝနဲ့သာသနာအကျိုးများပါတယ်အဲ့တော့ပဋ္ဌာန်းကျိုးပွားမှုနဲ့ပတ်သက်လို့ဘုန်းကြီးတို့ဘုရားအမေရိကန်နိုင်ငံမှာနေပြီးတော့သူစီယိုရီရောနာရီလည်းအများကြီးဖြစ်ပြီးတော့တေအာဆဲဆဲကနေနောက်ပိုင်းကျမ်းမာရေးတွေကောင်းလာပြီးတော့ဒီမြန်မာနိုင်ငံကျမ်းလာ